asma သူဘလောက်ထိထိန်းထားနိုင်မလဲဆိုတဲ့အရာကဒီပွဲတစ်ခုလုံးအဆုံးဖြတ်ပေးသွားလိမ့်မယ်ဗျာဒါနဲ့မကသေးဘူးဗျ Lane Face matchup တင်မဟုတ်ဘဲနဲ့ကျွန်တော် Lane Face ကို pushing လုပ်ရတဲ့ဘိုင်းမှာလည်းဒါအများကြီးပြန်လဲပြီးတော့ကြည့်ရှုရမယ်အဓိကတော့ကျွန်တော် Lane Face matchup မှာကို mention လုပ်လို့ပဲ Messi နဲ့မနေမှုလိုအပ်တယ်ဒါမှသာကျွန်တော်ဒီနောက်ပိုင်းမိနစ်တွေမှာသူ lane ကန်ရတဲ့ဘိုင်းတွေ better combination လုပ်ရတဲ့ဘိုင်းတွေမှာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော် AI Esports တော့ဒီ game number 5ကိုရောက်ရှိလာတဲ့အချိန်မှာတော့သူတို့ရဲ့ဒီပြချုပ်ကြီးဒါ hit cap ရဲ့เนาะကျွန်တော်တို့ဒါ8 cap ထဲကနေပဲเนาะဒါ spot တစ်ခွက်ကတော့ထွက်လာပြီဗျာဒီကမှာတော့ကျွန်တော် Thana Club နဲ့ backline သွားတယ် HP3 bar နဲ့ဒါ backline control သွားတဲ့ဘန်းတွေမှာ Marshall Grok တွဲလုံးကဘယ်လောက်ထိ objectify တွေမှာကျွန်တော်တို့အလုပ်လုပ်နိုင်မယ်ဆိုတဲ့ချက်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျာဒါပေမဲ့တစ်ဖက်က Falcon ရဲ့ melee matchup ကိုကြည့်မယ်ဆိုလို့ရှိရင်ကတော့ကချာနဲ့ Kimmy ဒီတွဲလုံးကလက်ရှိ patch မှာတော့အကောင်းဆုံးသောတွဲလုံးလို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်ဗျာဟုတ်တယ်နောက်ကျွန်တော်ဒီ father ဘောတော့အဲ့လိုမဟုတ်အဲ့လို Kimmy Groucher ကအဲ့လို average town ရှိမယ်နောက်ကနေပြီးတော့တောက်လျှောက် spree မဲ့ရရှိတယ်ဒါပေမဲ့တစ်ဖက်မှာလည်း black ကိုတော့ fast show လို့မရဘူး flicker စပေးလိုက်ရပြီသူပုတ်ကိုပုံပဲ KA Anatoly တော့များ Ramazalai ပြန်ပြီးတော့ပေးထားတဲ့နောက်မှာပြန်ချဖို့သိတော့မလုံနဲ့တူတယ် Average town နေပြန်ပြီးတော့ဂျန်ရှိနေတဲ့အနေထားနောက်မှလည်း dash တောက်လျှောက်ဆို follower လုံနေနေပဲဒီပုတ်တိုင်မှုကတော့ဒီနေရာမှာတော့ခဏတော့ပြီးသွားတယ်ဗျာ ID Zen တစ်ချက်နဲ့ကျွန်တော်ဒီနောက်မှာ Boy Flash တွေတွားနေတဲ့အရာတခုကတော်တော်လေးနာကျင်တယ်လို့ပြောရမယ် Page 7အနေနဲ့ကျွန်တော်ဒီ Eve ကင်ထားတဲ့အရာတခုကခဏခဏကျွန်တော်ထိုင်ပြီးတော့ပုတ်လို့ရတဲ့အရာကိုလည်းလုံးဝမမေ့ထားသင့်ဘူးဗျာ Specus ရတဲ့ကူတောင်းဒီ Boy Flash Crystal တွေကောင်ကကူတောင်းနည်းနည်းလေးပဲကျွန်တော်ရှိတဲ့အရာတခုဗျာဒီ Fedrin ဟာအမှန်တိုင်းပြောရလို့ရှိရင် Objective Fight မှာတော်တော်ဒုက္ခပေးနေတာအရှိကပွဲစဉ်တွေတုန်းကကျွန်တော်အရင်မသိတာပဲ Game မှာ4ပွဲစဉ်တွေမှာဆိုရင်အရင်သိတာတယ် Energy Eruption နဲ့သူကိုယ်တိုင် initiating လုပ်တယ်ဒီဟာနောက်မှာ AI Esports ရဲ့ Fallout Damage တွေတကယ်ကိုလိုက်ပါလာခဲ့တယ်ဗျာဒီကမှာလည်းကျွန်တော် UNS မဟုတ်ခဲ့တော့ဘူးဆိုတော့ခက်တဲ့မျိုးပေါ်တော့ဒီ Marshall လည်း first တဲ့တိုင်မှာဘာလို့ဆက်ပြီးလုံးတယ်မလဲဆိုတော့ chat လေးကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်တစ်ခါမှလည်း Nuko အနေနဲ့သူ SP Crab လေးရတယ်ဆိုတော့ level တိုင်မှာရတော့သူပို့ပြီးတော့စတင်ပြီးတော့ဥဆောင်သွားနိုင်ခဲ့တဲ့ခြေမျိုးလေးတော့ရှိတယ်မြန်မာလည်း PS7 RWM Real Manipulation ကိုသူတို့အနေနဲ့ပြန်ပြီးတော့တောင်းဆိုရတဲ့ color လေးရောက်ရှိနေခဲ့တဲ့ခြေတွေဗျာ Energy Russian Town နဲ့ရှိနေတဲ့ဗျာ color ပေါ်တော့ Fred Ring ကိုတစ်ဖက်က Espa လိုက်ဖို့ရောလွဲပြီးတော့ Nuko အရင်ဘာမှသိလို့ရမှာတော့မဟုတ်သေးဘူးဗျာအော်ဒီမှာလည်း Messi တောက်လျှောက် dash ကိုကြည့်နေကြတော့တစ်ဖက်မှာလည်း Forester Monjori သွေးကတဝက်လောက်ကိုင်းနေပြီဗျာ KH ပြ Flora တဲ့တော့မတဲ5 piece ready ဖြစ်နေတော့ Messi Bandio ပြေးအိမ်နေဗျာ Thana Club နဲ့ backline H3 bar ဘယ်နည်းချဖို့တော့များနေတော့ 4v1 တော့ပြင် Stadia ပင်းနေအောင်မှာတော့ first block ကိုပါ test ဆောက်ပြီးတော့သိမ်းပိုက်ထားရတယ်ဗျဒီ first starter ကိုပါ AI Esports ချက်ပေးရဖို့တော့ရှိနေပါဦးမယ်ဗီဒီယိုလောက်ခတ်ပြီးတော့ကျွန်တော်အိမ်ကိုစူးစမ်းခဲ့တဲ့အရာတခုကလည်းငယ်လေးလွဲချော့သွားခဲ့တယ်လို့ပဲပြောရမယ်ဗျာဒီမှာတခုကကျွန်တော်ဆုံးရှုံးမှုတွေပုံများသွားတယ်ဒီချိန်မှာ target ပေးလိုက်ရခဲ့တဲ့အနေအထားတခုဗျာနောက်ကိုင်းမှာလေကျွန်တော်တို့ဒါပြင်လဲပြီးတော့ဥဆောင်သွားခဲ့တယ်ပေါ့နော်အပေါ်လိန်နဲ့ matchup ကတော့ကျွန်တော်ဘာပဲနေဂိုးရှိတစ်ဝက်လောက်ရခဲ့တာဆိုတော့ပွင့်လင်းပြောရင်ရန်ကြီးနောက်ပိုင်းမှာတော့ကျွန်တော်ကွာချားချင်းတော့မရှိသွားခဲ့ဘူးဗျာဒါအလီဂျာနေနဲ့တော်တော်လေးကောင်းတဲ့ဒါအရာတခုလို့ပြောရမယ်ပေါ့နော်နောက်ပိုင်းကျွန်တော်ဒါအချိန်ရလို့ရှိရင်ကြည့်ရမှာ AOG နဲ့နောက်မှာပါလာမယ် Level 5 တွဲလုံးများကွန်ဘိုတွဲလုံးတွေကဒါအများကြီးကျွန်တော်ပြန်တော့ကြည့်ရမယ် AI Esports နေရာလဲဒီချိန်မှာ Black ရဲ့ဒီတထုံးနေချာစီပြန်လဲပြီးတော့လာပြီးတော့ကျွန်တော်တို့ဒါမြင်တွေ့ရနိုင်တယ်အဓိကတထုံးနေချာကဗရေချိန်ညာ spare တခုဖြစ်တယ်ဗျာအဲ့ဒါအောင်မှ manipulation နဲ့ဆိုရင်တော့ area of effect ကျွန်တော် damage ပေးရတဲ့ဘိုင်းတွေမှာ AI Esports အနေနဲ့အနေငယ်ပို့ပြီးအားကောင်းနိုင်ပါတယ်ဒီကစန်ဂျီကသူကဒီဂိုးလီတာပုံမှာဒုတိယဖြစ်နေတာနော်ပထမဟိုအလီတာလို့ပြောလို့ရတယ်ဂိုးကားတစ်စီးလွတ်သွားလဲပါတယ်စာရင်းလေးကဘယ်လိုဖြစ်နေလဲဆိုတော့အရင်ဘက်ကကျတော့ဆိုင်လင်းနာရဆိုလို့ရှိရင်သွားပြီးတော့ early damage ရှိရတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့အဲ့လိုမဟုတ်ဘူး Falcon ကတော့ကျွန်တော် Asma နည်းလေးပို့ပြီးလုံနိုင်နေတာလို့သုံးသပ်လိမ့်မယ် first starter time လေးတစ်ခုမှပဲเนาะကျွန်တော်ဒီတစ်ခါမှပြန်ပြီးတော့ now volley ပါလေးနေပါသွားတယ်ဒါပေမဲ့အဲ့လို River တစ်ချောင်းမှာလည်းအဲ့လိုဂျူရိုတွေကတောက်လျှောက်သွားပြီးတော့တွေ့နေမယ်ကေးကတော့အဲ့လိုကြီးဖွတ်တနေကြတော့မဟုတ်ဘူးဂျန်ဂလာ2ယောက်ရဲ့ကွာမှုပေါ့နော်ကျွန်တော်တို့ဒီ utility နဲ့ assassin ဆိုတဲ့ဂျန်ဂလာ2ခုရဲ့ကွာခြားမှုတွေကြားထဲမှာစောင်းတော့ကြည့်ရမယ်အပေါ်မှာလည်းအလီတာစားတော့ဖြဲတယ်ဗျာ SMG Rambo Dash တွေပြန်ခံနေရတဲ့ character တစ်ခုမှာတော့အရင်တော့သိမလို့ဗျာအဓိကကိုရှိက mention လုပ်ခဲ့တယ်လို့ပဲ Charge with the RWM PS7 တက်ပြီးတော့သိမ်းပိုက်ခဲ့တဲ့ channel တစ်ခါတော့ piece တွေပြန်ကောက်ပြီးတော့ကြိုးစားနေခဲ့မယ် KS ဂျန်နေခဲ့တဲ့ character မှာတော့ AI Esports 1v1 လေးကိုတော့သူတို့အနေနဲ့ Hero King ပြန်လဲပြီးတော့ပေါ်ဆောင်ထားနိုင်ပါပြီ Spare Casting right time သွားခဲ့တဲ့အရာတွေကတော်တော်လုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဒီချိန်မှာကျွန်တော် dash ပေးလိုက်ရတယ်ဗျာ join နေရ itemization ကလိုအပ်တဲ့အချိန်တွေတစ်ခုမှရှိတယ်အဲ့တော့ Genius နဲ့ပြီးသွားရင်တော့ Holy Crystal လောက်ပြီးသွားမှပဲသူ့အနေနဲ့တွားလာတဲ့ဘိုင်းတွေ dash ပြီးသွားတဲ့ဘိုင်းတွေအဆင်ပြေလိမ့်မယ်Lane Face matchup ကြတော့ Sanji ဒီလဲ Trinity 3ယောက်လိုအပ်တာဆိုတော့ Falcon နဲ့ Early Game matchup တွေမှာအရင်အသာလေးမရဘူးဆိုလို့ရှိရင်တော့နောက်ကို Fora သူတို့အတွက်ပိုကောင်းလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ Snowball type တစ်ခုရ AI Esports အနေနဲ့ဘွဲလုံးပြန်ပြီး control သွားနိုင်တဲ့အခြေအနေတစ်ခုပြဟုတ်တယ်เนาะတော့ဒါ Leader Early Game မှာကိုရှိတော်တော်များရတာဆိုတဲ့ channel တွေပဲ combination မှာဘယ်လောက်ထိလုပ်ပြနိုင်မလဲကြည့်ရမယ်ဗျာ Second Data 5တက်ပြီးတော့ရောက်လာပြန်ပြီဒီတစ်ခါမှရော Messi ရဲ့ Marshall ဒီဘယ်သူအေယုံမလဲဘာတွေလုံးမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ် Project Force လေးစပြီးတော့ပေးထားနေနေပဲရှေ့မှာတော့ front line နဲ့နှစ်ကောင်စ
ညှိပြီဗျာ energy rush တစ်ဖက်ကချောင်းနေနေပဲ Nuko အနေနဲ့ first machine လေးလိုက်ကောက်ဖို့တော့ကြိုးစားဆိုပေမဲ့ Yurio first တရားလည်းမသူ့အနေနဲ့ pressure ပေးဖို့အရင်သိမလွယ်သေးဘူးဗျ Messi ကလည်း HP3 ပါလေးကင်ထားခဲ့တဲ့ခိုက်တဲ့မှာတော့ Elita ပါလာပြီးတော့ combine လုပ်မယ်ဆိုတော့ 5v5 situation တခုတော့ကျွန်တော်တို့စပြီးတော့တွေ့ရပြီနောက်မှလည်း Mighty Swing လေးထပ်ကန်ထားခဲ့တဲ့ခိုက်တဲ့တခုမှာတော့တစ်ဖက်ကလည်း first machine China Club Messi တောက်ရှောင်းလိုက်ကုန်နေတဲ့ခိုက်တဲ့ဖက်ကလည်း 4v1 တော့တော်တော်တူပြီး focus အားတပြီးတော့မှလည်း AOG Kids ထပ်ပြီးတော့ Dance just Mambo Dash ကတစ်ဖက်ကလည်း Beast ကိုပြန်ပြီးတော့ Dash ပြန်ကောက်ဖို့တော့ကြိုးစားခဲ့မယ် Nuko Dash ပြန် forward ရတဲ့ခိုက်တဲ့တခုမှာတာတယ်တော့ AN Esport ဆက်လက်ပြီးတော့သိမ်းပိုက်ထားနေပါသေးတယ်ဒီဘက်ဖီးမှာကျွန်တော်ချီးကျူးရမယ့်ကိစ္စ PA7 ရဲ့ position လို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာခြုံထဲကနေအာဘလန်သုံးသွားတဲ့အရာတခုကဘလို့မှကတ်လို့မရဘူးသူပြင်ကျွန်တော် dash နေဘာမှလုပ်လို့မရဘူး damage ကလို့ပေးဖို့အတွက် new goal နေနဲ့ဝင်ခဲ့ပေမဲ့ Maxi ရဲ့တန်တဲ့ club ဒီအောက်မှာပဲသူကိုယ်တိုင်ဖျက်ဆီးခံလိုက်ရတယ်ဗျာဒီအချိန်မှာ front line အနေနဲ့ damage ကလို့ပေးဖို့ခက်ခဲသွားပြီးတော့ဒီအချိန်တရက်နေပဲကျွန်တော် Falcon နေနဲ့ရင်ဆိုင်လာရတယ်ဒါပြဿနာမဟုတ်ပေမဲ့နောက်အချိန်ထွက်လာတဲ့ objective fight တွေမှာ AID ဒီစနပ်ကန်တီတော့သွားဖို့ရှိနေဒီအရာတွေအကုန်လုံးသူတို့နေနဲ့ဖြည့်ရှင်းနိုင်မှရမယ် 2v1 Yuko Fallister မပေးထားသေးရဲ့သေးတော့မသေးသေးဘူးဗျာအာလီဂိမ်းမှာတော့ Harry Asper Glow မပါလို့ရှိရင်တော့အရင်ပြဲလို့တော့မရသေးရဲ့အနေထားလို့ပြောရမယ်လေဘာလဲ K တဲ့တူပဲ Yuri နောက်ဆက်သွားပြီးတော့ညှိနေအနေထားတစ်ခုမှာ K သူရတော်လေးတော့ကိုင်းလာတဲ့တောက်မှာ AOG ပြတ်သုံးနေနေပဲ Appraiser Work ကိုတော့ရှောင်ပြတ်သွားခဲ့တယ်ဗျာ SK Spare ပါလာခဲ့တဲ့ဆိုတဲ့ချက်တစ်ခုကြောင့်တော့ Kids နဲ့နည်းနည်း damage တွေပြန်လုတ်ပေးနိုင်ခဲ့တဲ့အပိုင်းခြားလေးရှိတယ် basically နောက် gap ပြကျွန်တော်တို့ goal line matchup ကိုတွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့နောက်တိုင်း Feather Heaven လေးပါလေးကိုတော့ Elita နဲ့စတာနေတဲ့အခြေအနေမျိုးလေးတော့စသွားနေရဆိုတဲ့အခြေအနေမျိုးလေးတော့ရှိလာပြီ900လောက်ထိတော့စတာတယ်ဗျာတစ်ဖက်ကတော့ Falcon နဲ့ Making Time မှာစံကြီးထွေးထွေးဒီတိုင်းမျိုးလေးတော့ပြန်ဆောင်မဲ့အခြေအနေ Lato Pan Feed မှာတစ်ဖက်က Club နဲ့ 2v1 တောက်လျှောက်ပြန်ကားခဲ့တဲ့အခြေအနေ Approach World ဒီမှာတစ်ဖက်က Dash လွန်မြောက်နေတဲ့အခိုက်အတန့်မှာ Mobility ပိုင်းနေရတော့အပေါ်လဲ First Direct ကိုပါ Samji ထပ်ပြီးတော့သိမ်းပိုက်ထားပါဦးမယ်ဒီချက်ကတော့ Falcon ထွက်တော့ကောင်းသွားတဲ့အခြေအနေတရားလို့ပြောရမယ် Electrify Dance က damage တင်ထားတာပို့ပြီးတော့ထွက်တယ်ဗျာတစ်ဖက်မှာလည်းကျွန်တော်ဒီ Sandy နဲ့ Corrosive Side ပြီးထားတယ်ဒီ Golden Chan နဲ့ကျွန်တော်ဒီ Demona ပြီးသွားမယ်ဆိုလို့ရှိရင်တော့သူဖျန်းတဲ့ကိစ္စတွေကပို့ပြီးတော့အဆင်ပြေလာဖို့ယာရင်တော့များတယ် Falcon နဲ့ဒီ time တစ်ခုထိတော့အထက်ဆောင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်တောက်ချောက်လေသူ laning phase ချ Sandy ကို space ကြီးကျွန်တော်ပြန်ပြီးတော့ပေးထားတယ်ဗျာ AI ကတော့ထုံးစံတိုင်းပဲ objective fight တွေမှာ crowd control ပါရပို့ပြီးတော့များပြားတဲ့အရာတွေပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ objective fight တွေမှာဇုံနေရောအများကြီးထင်းချောင်းထားနိုင်တယ် Alita အနေနဲ့ Feather တော့ပြီးလာပြီGolden ကောင်ကြားထဲမှာခုနက900လောက်ထိကွာခြားချက်တခုအသုံးချထားတယ် Feather နဲ့ကျွန်တော်ဒီ Stallion side ပြီးသွားတဲ့ Alita နောက်ပိုင်း minute objective fight တွေမှာသူရဲ့ Stallion side ထဲမှာ Fashion Dash Stone နဲ့ကျွန်တော် damage ကိစ္စတွေတော့ဘာပဲနေစိတ်ဝင်စားစရာကြည့်ရှုရမယ်ဗျာဟုတ်တယ်เนาะကျွန်တော်တို့ဒါကလောက်ကလည်းသူရဲ့ Switch 23ကြောင်း Golden Star Timora Crusher side တွေလိုအပ်နေခဲ့တယ်လို့တစ်ဖက်မှာလည်း Alita Holy Crystal လေးပါလာမယ်ဆိုလို့ရှိရင်တော့တော်လေးတော့ damage push ကများလာလိမ့်မယ်ဗျာနောက်ဆုံးအချိန်မြောက်တဲ့ fight တစ်ခုဖြစ်တယ် Vanny စပြီးတော့သုံးထားသေးတဲ့နောက်မှာ AOG တက်ပြီးတော့ကျလာသေးတယ်ဗျာ Black ကိုစပြီးတော့ Emery Town နဲ့ဆွဲထားတယ်ဗျာ Mighty Swing လေးပဲထပ်ပြီးတော့ပေးခဲ့တဲ့ခါနဲ့ 2v1 Messi ဆန် clap ပြောင်းမနူကိုထပ်ပြီးတော့အဆုံးသတ်ရတယ် 4+5 situation ပါတယ်မှာတစ်ဖက်ကလည်း Kids မှာလည်း Umbrella Cable လေးထပ်ပြီးတော့ပေးအဲဒီလို April 1က damage တော့တစ်ခါ Cloud နဲ့ back line control Evia Real Wall လေးလိုက်ပါလိုက်မတားတယ်ပြီးသေးဘူးဗျာ Electrovian Peace Dash PS7 ပြန်ချခဲ့တဲ့ချိန်မှာဆန် clap တော့ show လိုက်ကုန်ထားတယ်မှာတာတယ်တော့ Yuri ပြန်လည်းပြီးတော့သိမ်းပိုက်ထားနိုင်ပါသေးတယ် BY ချိန်မှာတော့ Bini နောက်ကိုတော့ပြေးကတ်ထားတယ် Hero K 1 for 1 ဒါပေမဲ့ဒါတွေကတော့ကျွန်တော် AN Esport အနေနဲ့ဆက်လက်ပြီးတော့ရရှိထားသေးပဲဗျာထုံးစံတိုင်းပဲ Dash ရဲ့လမ်းကြောင်းတွေအကုန်လုံးတော့ AI အနေနဲ့ဒီထက်ပိုပြီးချိန်စားဖို့အတွက်လိုအပ်တယ် Dash ကကျွန်တော် join ကိုင်တဲ့အချိန်မှာသူ့ရဲ့ signature hero ဗျာ favorite hero တကောင်ဖြစ်တဲ့အတွက်ကြောင့်မို့တော့ backline control တီမှာ crowd control တွေပြီးဆုံးသွားပြီးသူ့ကိုထိန်းသိမ်းဖို့မရှိဘူးဆိုလို့ရှိရင်တော့အနေငယ်ကျွန်တော် backline မှာ damage ပေးနေခဲ့တဲ့ carry player တွေနဲ့အများကြီးတိုင်ဖက်နိုင်နေဗျာဟုတ်တယ်เนาะကျွန်တော်စန်ဂျီကလည်းသူ့ရဲ့ဒီ Demona လေးပါလေးပြန်ပြီးတော့ပါလာတယ် Leader လည်း Holy Crystal fan တွေတော့မယ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Messi ရဲ့ Marsha အဲ့လိုနောက်ပိုင်း item 3ခွက်လောက်ပေါ့ဗျာ haircut လိုမျိုးသေးပါ BOD တို့ဘာလို့ပါလာမယ်ဆိုလို့ရှိရင်တော့တနကလပ်ကောင်းတဲ့ချက်တွေကဒီတက်ပို့ပြီးတော့နာလာလိမ့်မယ်ဒီຢာတွေကိုပြန်လည်ပြီးတော့လိုရှင်းမလဲဆိုတာပိုင်းခြားတွေရှိတယ်လောလောဆယ်တော့ balance ဖြစ်တယ်လို့ပြောရမယ်တာဝါကတော့ကျွန်တော်တစ်ဖက်ကိုတစ်လုံးစီပဲ hero key ကလည်း3កောင်နောက် cap တီအရင်များတဲ့အနေထားတော့မဟုတ်ဘူးဒီချိန်မှာတော့အမှားသေးသေးလေးအစနှစ်သိန်းလုံးက view ဆက်နေတာအဲ့ပြီးတော့ကျွန်တော်ဒီ black တို့ဘာလို့နေနေပြန်သွားတဲ့ဘိုင်းတွေမှာလည်း tectonic charge ကင်ထားတဲ့အချိန်ဒီမှာတော့ initiating ဖွင့်ရတဲ့ဘိုင်းမှာသူတို့အနေနဲ့အဆင်ပြေလိမ့်မယ်ဗျာ viewers stand အနေနဲ့ကျွန်တော်ပုံမှန်လေးပြောအရင်အိပ်ပါမလာခဲ့တဲ့အချိန်မှာ dash ကိုထိမ့်သိမ့်ဖို့အတွက်အနေခက်ခဲနေသလားလို့ဒီအချိန်ဒီမှာတော့ကျွန်တော်ဒီ tana club ဒီဘိုင်းနဲ့ကျွန်တော် dash ကိုတွေးရချိန်မှာဝင်ထိုးရင်တော့သူတို့အနေနဲ့ပြတ်ကောင်းပြတ်သွားနိုင်တယ်ဘယ်နေနေဒီအချိန်ကတော့ကျွန်တော် position လေးနဲ့ zone နဲ့ရ objective fight တွေမှာအရေးကြီးတယ်ပုံမှန်သွားနေကြဒီ open play ဒီ gang ကြီး battlefield တွေကတော့ကျွန်တော်အရင်ဒီအချိန်မှာမမြင်တွေ့ရသေးဘူးဗျာနှစ်သိန်းလုံးအနေနဲ့ farming phase ကိုပဲကျွန်တော်ပြန်ပြီးတော့ focus ထားတဲ့အချိန်တွေတခု ဆိုပြီးကွာ new core for specially နဲ့ auto rush မှာဖက်ကလည်း energy rush မှာတော့ town နေလေးပဲ Alita dash ပြန်ပြီးတော့ပေးနေမှာလို့ dash နဲ့ပြန်ကောက်ဖို့တော့များနေတယ် Yuri total Astro 1v1 dash နဲ့ Mechanics really ပဲတောက်ရှောင်းလဲမှာကလည်းကျွန်တော်တို့ကဖက်ကလည်း 2v2 တောက်ရှောင်းဆိုလို့ black piece မှာပြန်ပြီးတော့ line ပါလာခဲ့တဲ့အချိန်မှာ Yuri နဲ့မလား AOG Kids နဲ့ပြန်ပြီးတော့ real one manipulation style
ပေးနေမှာ 3v3 တောက်တော့ထပ်ပြီးတော့ထိန်းခဲ့တဲ့ခိုင်တဲ့ခုမှာ barricade လေးပြန်ပေးတာနဲ့ပဲဂျန်နေကလည်း KDS တကောင်တော့ PS7 White Blast နဲ့ထပ်ပြီးတော့သိမ်းပိုက်ထားပါပြီ 2 for 1 trade ဒေတာတစ်ခုမှာအလီဒါပြန်ပေးလိုက်ရပြီမဲ့လေ New Go နဲ့ကိစ္စကိုတော့ပြန်ပြီးတော့ခေါ်အားသေးရကြနောက်မှလည်း Flick ကလည်းပြန်ပြီးတော့ ခေါ်အားသေးရနောက်မှနောက်ရှော့ပြန်ဆိုကြတဲ့နေကြမှာ Messi ပြန်တောင်းသွားတယ်ဗျာ မပြတ်သွားခဲ့ဘူးမက်ဆီကိုတိုင်းပဲပြန်ပေးလိုက်ရတယ်ပိုင်မီဆိုကြီးမှအပိုင်ဝင်ထိုးခဲ့တဲ့အရာတစ်ခုဗျာဒါပေမဲ့ဒီအရာတစ်ခုက AI အတွက်နည်းနည်းနှမျောဦးတော့ကောင်းတယ်ဗျာပြတ်သွားရင်တော့ကျွန်တော်ဘာပဲနေကျွန်တော် shut down ခဲ့ပြီးတော့သူတို့အနေနဲ့ပြန်ရသွားနိုင်တဲ့အချိန်တစ်ခုမှရှိတယ်ဒါပေမဲ့15 second respawn time တွေမှာ lock ပေါ်လာတဲ့ time ဆိုတော့ Falcon အနေနဲ့ lane phase control ရ minion wave ကိုပြန်ရှင်းထားလို့ရတယ်ဒေါ်လဲကင်ထားလို့ရတယ်ဒီအရာတစ်ခုတော့ AI အနေနဲ့ time ပုတ်ထားနိုင်မှာတော့ရနိုင်မယ် and direction First machine လေးပဲတော့ barricade နော်မလဲ Stallion Bane လေးထပ်ပြီးတော့ပေးထားခဲ့တဲ့ Academy Energy Rush မှာတော့2 1လေးပဲထောင်းနေနော်မလဲ AOG KDS မှာ1 1 Black Route ဒီမှာ Story This is the 1v1 trade real manipulation တောက်ချောက်ထပ်ပြီးက trade charge တွေအောက်မှာ KDS ပြန်ပြီးတော့ကြားတယ် barricade မှာ Bane ထပ်ပြီးတော့ကြံရှိနေစေပဲဆိုပေမဲ့1 for 2 trade မှာတော့ AI Esport ဒီ loyal zone ထဲမှာ no jungler ဖြစ်နေစေပဲဆိုပေမဲ့ Mayor first tower ကိုဆက်ပြီးတော့ရိုက်ခွဲဖို့တက်လာပါဦးမယ် Brother 1ရိုက်ချက်တွေတော်တော်လေးကောင်းနေကြလို့ပြောရမယ်ဗျာ KNU ကိုပြန်ပြီးတော့ကြာသွားတဲ့နောက်မှာတော့ဒါဒီတော်တော်လေးကိုတော့1 for 2 trade နေထားအလီဒါ Holy Crystal တက်ပြီးတော့ပါဝင်လာခဲ့ပြီဗျာနောက်ပိုင်းမိနစ်ပိုင်းခြားတွေမှာအလီဒါရဲ့ Crow Dash တွေကတော်တော်လေး magic power များဖို့တော့ရှိနေလိမ့်မယ် Yuko အနေနဲ့ဒီတက်ပို့ပြီးတော့ထိန်းစောဖို့တော့လိုလာပြီလို့ပြောမှာသူ3ကလောက်ပြီးတော့ကြာသွားတယ်ပေါ့ဗျာ ဒီက damage taken လုပ်ပေးဖို့အတွက်သူကိုယ်တိုင်ခေါင်းထုတ်ပေးမှရမယ် KNX အနေနဲ့ revitalization နေတဲ့အချိန်ဒီမှာတော့အဆင်ပြေနိုင်တယ်ဆိုရင်မဲ့ AOG ပြီးသွားတဲ့အချိန်ဒီပါကြီးကတစ်ဖက်မှာဘေးနေတဲ့ damage magic power ကတော်တော်လေးပြတ်သွားနိုင်တဲ့အချိန်ဒီတစ်ခုဗျာ AI ကတော့ကျွန်တော်ဒီအချိန်ဒီမှာ zone control ရအများကြီးပို့ပြီးတော့အားကောင်းတယ်အဓိကမင်းမရှိတဲ့ first round ကို AI အနေနဲ့ရရှိထားတဲ့အတွက်ကြောင့်မို့တော့ဒီ low fight အနေနဲ့ position ယူရတဲ့ပိုင်းဒီမှာအများကြီးပို့ပြီးတော့အဆင်ပြေတယ်ဗျာ Tower Banish ပိုင်းဒီမှာအတော်လေးအားကောင်းလာတယ်ဆိုတဲ့အခြေအနေတစ်ခုကိုတော့ကျွန်တော်တို့ဆက်တွေ့ရတယ်နောက်မှလည်း PS7 position play ကတော့ 2-1-3 နဲ့လက်ရှိချိန်ဒီအဆင်ပြေနေစေပဲနောက်မှလည်း KDS ပိုင်းလည်း bonus down မှာ 2 man လေးပဲ Nuko backline ကိုထပ်ပြီးတော့ထိန်းခဲ့တဲ့ character ကမှနောက်မှလည်း KDS Stallion Bane မှာတစ်ဖက်ကလည်း Unbreakable ပဲသွားပြီးတော့မိနေကြတာ Black G ပြ Madison နဲ့ပြန်ကန်တစ်ဖက်က Sam G ပြ Real War Manipulation လိုက် Oh ထပ်ပြီးတော့ AOG KDS Lost down မှာတစ်ဖက်က Mamo Dash ကို Elita ပြန်ပေးခဲ့မယ် Yuri Damio down That's what the retribution KDS ပြန်ချခဲ့မယ် 2 for 2 trade Elita ချက်ချခဲ့တဲ့ character ကမှ2 for 3 shut down Cable Mazia game There's a 3v3 trade fallen Stamon by Nuko That's the only one man left by Mazzi 3-4-3 Messi Nuko ဒီချိန်ကနေအောင်လုံးပြတ်သွားမယ်အချိန်တခုတော့မဟုတ်နိုင်ဘူး lane phase control ရပြန်ကြောင်းလို့ရတယ် complete တယောက်ဘင်းဒီနဲ့ကြံရှိနေတဲ့အချိန်ဒီမှာသူတို့အနေနဲ့တော့ minion wave တွေတောက်လျှောက်ပြန်ပြီးကြောင်းထားမယ် Nuko ကဒီချိန်ဒီမှာတော့ပြန်မပေးနိုင်တဲ့အချိန်တွေတခုဖြစ်သွားပြီဗျာအဓိကကျွန်တော်ရှီးဆုပ်ပေးရတဲ့ဘိုင်းတွေမှာသူတို့ပုံပြီးဆင်ပြေလာတယ်လုံးနဲ့တူတူတက်လာခဲ့တဲ့အချိန်ဒီမှာ lane phase control တွေတော့ AI Esport အနေနဲ့ဒီချိန်မှာပြန်လည်ပြီးရှင်းထုတ်ရအောင်မယ် Drayman အောက်လျှောက်နော်ကျွန်တော်တို့ဒါပြန်ပြီးတော့ကြားရတဲ့အနေထားလို့ပြောလိမ့်မယ်ဗျာဒါပေမဲ့ dash ပြန်ပြီးတော့ပေးလိုက်ရတယ်လို့တော့ Falcon Esport ရောင်းချနိုင်ခဲ့တဲ့ချက်လေးကတော့ဒီ battle အတွက်လုံးဝ profit ရတယ်လို့တော့ပြောလို့ရတယ်ဗျာ tower တော်များကုန်သွားခဲ့တယ် Benny tower တွေအကုန်လုံးရိုက်ချိုးနေနေပဲဒီတစ်ခေါက်မှာလည်းကျွန်တော် AI Esport တင် defensive ကိုတော့ပြန်ပြီးတော့သွားမယ်ဗျာကျွန်တော်လေးကိုကောင်းတဲ့ battle movement တွေကြားထဲမှာ AOG တွေကလည်း backline ကိုပြန်ပြီးတော့ခုန်ခဲ့သလို Yuri ကလည်း Appraisal ပြန်ပြေးခဲ့ပြီမယ်ကလောက်ရဲ့ Blizzard damage တွေတော်လေးအထိနာစေခဲ့တယ်ဗျာ Benny spray နဲ့ damage တွေ Elita Crow Dash ကိုနှစ်ကောင်ကြားထဲမှာပြန်ပြီးတော့ပေးရတဲ့ file တွေမှာတော်လေးတော့အထိနာတယ် battle ကိုနောက်ဆုံးမှဝင်လာခဲ့တဲ့နော်ကျွန်တော်တို့ Messi ရဲ့ Marsha တော်လေးကောင်းခဲ့တယ်ဆိုရင်ဒီတစ်ခုမှာတော့NLE Yuki ပြန်ရသွားတယ် Oh wow! Oh wow! Tony manipulation of a P7! တက်ကြရဗျာ တောက်လျှောက် one man down ဖြစ်ခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ AI Esport အနေနဲ့နည်းနည်းလေးတော့သူတို့ရဲ့ bounce back battle လေးပြန်ပြဖို့တော့ကြိုးစားခဲ့ပြ replay လေးနည်းနည်းလေးသွားနေတဲ့အချိန်မှာ Falcon Esport တောက်လျှောက်တက်လာခဲ့တဲ့ follow damage တွေသူတို့ရဲ့ momentum တွေကအတော်လေးအားကောင်းနေရဆိုတဲ့အနေအထားမျိုးတွေကိုတွေ့နေရစေပဲဒါမှလည်း Messi late battle situation မှာသူ့အနေနဲ့ Thana Club ဘလောက်ထိလိုက်သွားနိုင်ဦးမလဲဒီချက်ကတော့ AI Esport ရဲ့ကြီးမားတဲ့ turning point လေးအစာပြူတာဖြစ်မလားပေါ့လေ လုံးဝဒီအချိန်ကြီးကပွင့်လင်းလေးပြောရရင် upper bracket နေရာတော့တော်နေကြတဲ့အချိန်ကြီး game 1နေစောလာခဲ့တာ Best of 5 series မှာ game 5ထိရောက်လာခဲ့ပြီတော်မချိုးသေးရတော့ဘာဝဲနေနေ AI Esport စီမှာလည်းကျွန်တော်မျှော်လင့်ချက်တွေကတော့အများအကြံရှိနေတော့မယ်အဓိကကျွန်တော် Elita စီမှာ item ထွက်နေခဲ့တဲ့အရာတခုတော့ရှိတယ်ဗျာ Falcon နဲ့နောက်ပိုင်းဆိုင်လာခဲ့တဲ့ကျွန်တော်ဒီ objective fight တွေမှာ Black Ninja ရဲ့ AoE damage ပေးတဲ့ပိုင်းနဲ့ကျွန်တော် KH သွားတဲ့ combo တွေရအများကြီးစစ်ပြီးရယ် Win crown ပြီးနေခဲ့လို့တစ်ဖက်မှာလည်းကျွန်တော် concentrated energy ပြီးသွားတဲ့အချိန်ဒီမှာခုနဲ့နှကောင်ကြားထဲမှာကွာချောင်းမှုကတော့အရင်အသိမရှိဘူးဒါပေမဲ့ကျန်လာနှကောင်ကြားထဲမှာကျွေးပန်းနဲ့ကျွန်တော် system join သွားခဲ့တဲ့အရာတခုမှာတော့နည်းနည်းလေးကွာချောင်းမှုရှိတယ်2K နဲ့ပေါ့ဗျာ
ကဲဆိုတော့ဒီတစ်ခေါက်ပြန်ကြည့်ရမှာ Messi ပဲ BOD စပြီးတော့ပါလာတယ်ဒါပေမဲ့စံရည်ဒီဒီယာကိုတော့ Winner Nature နဲ့ပြန်ကားမှာမဟုတ်ဘူး Winner Crown လေးပြန်သွားရဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ်နောက်ပိုင်းမိနစ်ဒီမှာ Messi ရဲ့တနက်ကလကတော်လေးနာဖို့တော့ရှိတယ်ဗျာဆိုတော့ဒါလေးတစ်ချက်တော့ပြန်ပြီးစောင့်ကြည့်ရမယ်ပြောနေတယ်မနူးကိုဝိုင်းရှင်းမှုတော့လုံနေမယ်လေဒါဒီအရင်တော့မတွေ့သေးဘူး Purify တော့ရလိုက်တယ် Messi ရဲ့ UNSC ကျွန်တော်တို့ပြီးခဲ့တဲ့ Game to Game Fury မှာတော်တော်လေးသွားခဲ့တဲ့ပုံစံမျိုး Frontline Control ဘာနေလို့တစ်ဖက်ကဒီ Nuclear Aspirator စီကနေကျွန်တော်တို့ပြန်မြင်ရတဲ့ မိနစ်ပိုင်းချာလေးထပ်ပြီးတော့ဖြစ်လာတယ်ဗျာနည်းနည်းဒီ pure stand နေပါမလာခဲ့ဘူးနောက်မှလည်းကျွန်တော်ဖြတ်ဖို့အတွက် AOE အနေနဲ့ Ground ရဲ့ Tetronic Chest တော့လွဲပြီးတော့ရှိနေခဲ့တဲ့ character တခုမှာ DS မှာ backline သွားတဲ့ချိန်တခုတော့ Elita အနေနဲ့ပြန်ပြီးတော့ရှောင်ရှားဖို့လည်းလိုလာတယ်ဗျ Messi ရဲ့တစ်ဖက်က Falcon Esports backline control သွားလို့တဲ့အခိုက်အတန့်တွေလည်းဒီတက်ပို့ပြီးတော့နည်းနည်းပြတ်ဖို့တော့လိုအပ်လာပြီ Lofa နှစ်တင်းလောက်အတွက်တကယ်ကိုအရေးကြီးတယ် zoning control ရဒီချိန်မှာ Messi တွေ့တော်လေးတော့ကိုင်းနေ two man ဘာပဲကျန်တော့တဲ့အချိန်တွေ Tetronic Charge ကတော့ဘာပဲနေစောင်းတော့စောင့်ကြည့်ရမယ်အရင်တော့ Falcon နေနဲ့အရန်တိုက်ဖာမို့ Minion Wave ပြန်ကြောင်းမယ် Fast Potion သွားတဲ့ပုံစံတခုပဲပြန်တဲဖို့ရရင်တော့များလိမ့်မယ်တော့စပြီးတော့ dance ဗျာဒါပေမဲ့ဒီ battle set လေးကတော့နိုင်ငံလေးကြာမလား Falcon လောက်စပြီးတော့ 4 shot 4 in down မှာ Bandy လောက်စရတယ်ဗျာ Tetronic Chest Messi backline ပြန်ပြီးတော့ထင်းနေတဲ့တစ်ဖက်ကလည်း Nuko နောက်မှ PS7 နဲ့ Rio manipulation 2v1 နဲ့ Messi သွားပြီးတော့ထိကန်နေရတယ်ဆမကလပ်ပြေးကောက်ကလည်း HP3 ပါးအောက်မှာ Nuko ပြန်ချခဲ့ Winner Crown နေတောက်လျှောက်သွားထိလို့မရဘူးဆိုတဲ့ခိုင်တဲ့မှာဒီ Law နဲ့ Hero Key နဲ့ပဲ AI ပြန်လည်းပြီးတော့ပေးထားခဲ့ရပါပြီအချိန်မှာတက်ဖို့က4ယောက်ပဲကျန်နေခဲ့ရတာဆိုတော့ဘာပဲနေဒီသူတို့အနေနဲ့ Minion Wave ကိုမရှင်းမဲနဲ့တော့ပြန်စောင့်တင်တယ် Falcon နေနဲ့သူတို့ရဲ့ဒီ response time တွေမှာ25 second လောက်တော့ပြန်ကျန်နေမယ် AI ဘက်ကတော့ဒီချိန်မှာ Minion Wave ကိုပြန်တွန်းလို့ရတယ် face to face တွေဆိုင်မယ်ဆိုလို့ရှိရင်တော့မှအနေငယ်သွားလို့ရတဲ့အချိန်တွေထူပြဒါပေမဲ့ PS7 ရဲ့ RWN နဲ့ကျွန်တော်တစ်ဖက်မှာ Black Jet Tetronic Charge ကိုတော့သူတို့နည်းနည်းပြန်စောင့်မှတော့ရမယ်ကဲ Item ဆိုင်ရတော့တိတ်ပြီးတော့ပြောစရာတော့မရှိတော့အကောင်လုံးကတော့ Item Best သွားပြီလို့ပြောရမယ်ဗျာနော်စံကြီးနဲ့ Leader နာမည် Approach ပိုင်းနေမှာကိုနေနာတယောက်ကိုစီအနေနဲ့ကတော့ output တော့စပြီးတော့ပေးနိုင်ဗျာအဓိကတော့ AOG နဲ့တူပဲတော်တော်လေး shot တွေကဒီနေ့ပွဲစဉ်မှာအရေးကြီးတဲ့ခန်းရတာမရှိတယ်ဒီဟာတကူကတော့အောက်မှာ by one တရားတကူမှာအလာတော့မှာဒါဒီကောင်မှာ Messi ကိုအဆုံးသတ်လိုက်ပြီဗျာ Dance with the solo K နော်ကျွန်တော်တို့ MB1 CFF Header C POD 3ကြောင်းပြန်ပေးလာခဲ့တဲ့ Thunder Club တွေ HP3 ပါးတွေရှိရဆိုပေမဲ့ Electrifying Piece နဲ့လိုက်ကြတဲ့ချိန်မှာရိုင်းဘလောင်သေးဘူး Elita Smell Test တွေထပ်ပြီးတော့ပေးနေမှလည်း Outbreak Cable ပြန် frame နေခဲ့ damage မှာ AOG Killers ပြန်ခုံနာနေပဲ Mega Leo မရအောင်သွားပြီးတော့ပေးနေတာတစ်ဖက်ကလည်း Nuko Tetronic Charge တွေမှာ Purify လေးထပ်ထိန်းလာနေပဲ First Mega Leo တော့ Falcon မင်းပါတော့ပြန်ပြီးတော့ရလိုက်ပြီဒီချိန်က online mega ဒီသူတို့သွားကြောင်းရင်တော့ရနိုင်သေးတယ်ဆိုပေမဲ့ကျွန်တော်ဒါဖတ်မှလည်းကျွန်တော် e-sport အနေနဲ့ Minion Wave ထွက်လာတဲ့ time တစ်ခုတော့ပြန်စောင့်မယ်ဗျာအဓိကကျွန်တော် dash ကိုထိန်းသိမ်းမှုအတွက်သူတို့အရင်အိမ်မလွယ်နေခဲ့ဘူးခုနကပြောသလိုမျိုး pure stand အနေနဲ့ engine eruption တော့ရှိပါရဲ့ဒါပေမဲ့အဲ့ရောက်ဖမ်းမိဖို့အတွက်တော်တော်လေးခက်ခဲတဲ့အခြေအနေတစ်ခုမှရှိအလီတာပေးတဲ့ damage ဘိုင်းဆိုင်ရာကိုလည်းကျွန်တော် KH အနေနဲ့ခုနကအခြေအနေမှာ invade လုပ်ပြီးတော့ Benny ကိုထုစေခဲ့တဲ့အရာတွေရှိတယ်ဒီအရာတွေအကုန်လုံး AI e-sport အနေနဲ့လုံးဝသတိထားရမယ့်အချိန်ရောက်ပြီခြေတလန်းမှမှားလို့မရတဲ့အခြေအနေဗျာဟုတ်တယ်ခြေတလန်းကတန်ဖိုးရှိလာတယ် movement တိုင်းကတကယ်အမားခံလို့မဖြစ်ဘူးဆိုတဲ့အချိန်တစ်ခုကိုရောက်လာတယ်Messi ဒီ Item ဆိုင်ရာများတော့မှန်တယ်ဒါပေမဲ့သူပဒံထဲမှာဝင်ကိုဖို့ဆိုလို့ရှိရင်တော့ KA နဲ့တူပဲ Nuko တို့ချော်ပြတ်ဖို့တော့လိုနေသေးတယ်ဗျာ Black အနေနဲ့လည်းတော်တော်လေး chap တွေကိုတော့တရားပေါက် front line control တွေမှာသွားပြီးလုံနိုင်မလားဆိုတော့ကြည့်ရမယ် Benny ဘ Holy Crystal ပါလာတော့နောက်ပိုင်းကအဲ့လို ground တိုးတဲ့ဘိုင်းတွေမှာ Black အနေနဲ့တော့မှအရင်ဒါ position ချွန်သွားလို့တော့မရတော့တဲ့အခြေအနေတစ်ခုရောက်လာပြီဗျာပွင့်လင်းပြောရရင်ကျွန်တော်ဒီချိန်မှာ Minion Wave တွေကိုတော့သူတို့ရအောင်တော့ကြောင်းထားသေးရဲ့ဗျာအတင်းလုံးဒီချိန်တွေရတော့ကျွန်တော် AI e-sport ဘက်မှာလည်းပြန်ဆိုင်လို့ရတယ်ဒါပေမဲ့18မိနစ်နောက်ပိုင်းအချိန်တွေရောက်လာတဲ့အချိန်တွေမှာ Hero K ကျွန်တော်ဒါ respawn time တွေကပို့ပြီးတော့များပြားလာလိမ့်မယ် time တွေပေါ့ဗျာဒီဟာတွေအကုန်လုံးအတွက်ကြောင့်မို့လို့ Hero K မပေးရဘူးအတွက်ဒီနှစ်သိန်းလုံးအနေနဲ့ပြန်ပြီးတော့ view ဆိုင်ရမယ့်အချိန်တစ်ခုတော့ရောက်လာပြီပြီးတော့ကျွန်တော် spare casting time နေ ultimate ဘိုင်းဆိုင်ရာကိုပြန်ပြီးတော့အားပြုထားတဲ့ AI e-sport အနေနဲ့သူတို့ရဲ့ဒီအဓိက main spare တွေဖြစ်တဲ့ Tonic Charge တွေ RW နဲ့သုံးရတဲ့ဘိုင်းတွေဒီဟာတွေပို့ပြီးတော့သတိထားရတော့မယ်ဗျာတော့ AOE တကွပြန်ပေးရတဲ့ဘိုင်းလေးတွေ as mention လုပ်ခဲ့သလိုပဲ spare casting တကွတွေကကျွန်တော်တို့တကယ်ပဲဗတဲ့ကြီးမားတဲ့အလေပြောင်းတွေသွားပြီးတော့ဖြစ်နိုင်တယ်နောက်မြပြားခံလည်းဖြစ်နိုင်တယ်လို့အဆုံးသက်တွေလည်းသွားပြီးတော့ဖြစ်နိုင်သေးတယ်ဆိုတဲ့အခြေအနေမျိုးလေးလည်းရှိတယ်ဗျာအဲအတွက်ကြောင့်တော့ movement အမားတစ်ခုကလည်းတကယ်အရေးပါတဲ့ upper lower ခွဲရမယ်ချိန်မားလို့ရတဲ့အဖြစ်နဲ့နှစ်ချိန်မားလို့ရတဲ့အဖြစ်ကကျွန်တော်တို့ playoff stage မှာအများကြီးသွားပြီးတော့စကားပြောမဲ့အခြေအနေပြ low time လေးဆက်ပြီးတော့ပေါ်လာခဲ့ပြီဆိုတဲ့ခိုင်တဲ့တစ်ခုမှာ game duration ကိုဆွဲဆန့်ကျင်တော့ဒီတက်လို့ AI e-sport ပြန်ရမှတော့ဖြစ်လိမ့်မယ်အဲ့ဒါဆိုတော့ပေါ်သေးပါလိမ့်ပြန်ပေးထားသေးတယ်ဒါလည်းတောက်ချောက်ပဲ Henry Baton နေပေးဖို့တော့ကြိုးစားရဗျာဒါပေမဲ့ low ကတော့ reset ပြန်ချမလားမချဘူးလားဆိုတော့မသိကြတဲ့အနေထား energy rushing စပြီးတော့သုံးထားခဲ့ပြီလေ reset ပြန်ချရဗျာဒီကကျွန်တော်ဗတဲ့အစားဆွဲဆိုင်မှုကြိုးစားနေတယ် New Cone အနေနဲ့တော့ကျွန်တော်လုံးဝရှိသေးတာအများကြီးပဲဆိုတော့ damage taken လုပ်ပေးဖို့အတွက်လိုအောက်တယ်အရင်တော့လိုမျိုး PX7 နေနဲ့ position ယူရတဲ့ဘိုင်းတွေမှာရန်ကြီးမလွယ်တော့ဘူးဗျာ manipulation ခင်းလာနေ AOG ဝင်လာမဲ့ time နေကျွန်တော်ပြန်ပြီးတော့ရှိရတယ်တစ်ဖက်ကလည်းကျွန်တော် backline control ဘိုင်းတွေမှာ dash နေကျွန်တော်တောက်ချောက် dash ပြီးဝင်လာမဲ့ dan တွေ PX7 လုံးဝ view ဆိုင်နေရတယ်ဗျာအရှင်းမှာစောခဲ့တဲ့ Jordy အရှင်းမှာသွားခဲ့တဲ့ first တဲ့ objective 5 second တဲ့ objective 5ဒီမှာ AI e-sport တောက်ချောက်ကြီးတော်တော်အဆင်ပြေနေခဲ့တယ်ခုတော့ New Cone တောက်ချောက် damage taken လုပ်ပေး
ပေးထားတယ်တောက်လျှောက် dash ပေးထားတယ်ပုတ်ပေးထားတယ်နောက်မှာ2-1လောက်တော့ပြန်တော့ကိုင်းသွားတယ်နှုံးတဲ့အတိုင်းပဲဒီ minion wave ကိုပြန်ကိုင်းမယ် law တွေကိုတော့ falcon နေနဲ့ပြန်သွားထားမှာမယ်အဓိက mega ရထားတဲ့အတွက်ကြောင့်မလို့ဒီအားသာချက်တကူအသုံးချနေခဲ့တာဗျာ Minion pressure တစ်ဖက်က KDS နမလည်း Allianz Man Force နေပြန်ပြီးတော့ပေးလိုက်ရတဲ့ချင်းတွေဗျာအရင်တော့နည်းနည်းလေးပြဿနာသွားပြီးတော့ရှိခဲ့တဲ့ချင်းတွေတခုတော့ဆက်တွေ့ရတဲ့အနေထားနမလည်း Dash AC လေးပဲဂျိုရီပြန်ပြီးတော့သူတို့ထောင်းထဲမှာ AOG KDS background ပြေးပြီးတော့ Tain Unbreakable and Rio manipulation of P7 Just take the law trade the KDS the Tony Charge မှာ2 man လေးပဲနူကိုပြန်ချခဲ့တဲ့ခိုင်တဲ့တခုမှာတော့1 for 2 for Law trade ပြန်ပေးရတဲ့ချင်းတွေမှာ AR Esport တခါတည်းပဲသူတို့ရပြ Mad Control ချက်သွားဖို့တော့ကြိုးစားပါဦးမယ် minion wave ကတက်လာအောင်မှာဒီတိုင်းဆို3ယောက်ထဲဒီဖက်နဲ့တော့တော့မှာ report time 37 second report time oh my holy AI အတွက်ကတော့တကယ်ကို big chance မှာဒီတစ်ခေါက်ကတော့ mega တပတ်တောင်းချောက်ချိုး elite winter spiral နေပဲ really အဲ့လိုမလား တော့ကောင်းတော့စစ်ပေါ်တက်ပြီးပေးရတဲ့နောက်မှာဖန်နီတက်ကြတယ်ဗျာမင်းတို့တင်းနေရှင်ဒါအဲ့လို5 piece ပြန်ရတဲ့နောက်မှာပြန်ပေးလိုက်ရတာမက်ဆီတော့ဖြစ်သွားတယ်ဗျာဒါမှလည်း4ယောက်2ယောက်ဆိုတဲ့အနေထားကိုတော့ AI Esports တင်ဆက်ပြီးတော့ရင်ဆိုင်ရပါဦးမယ် နောက်တစ်ပါလာခဲ့တဲ့ Minion Wave sees the throne coming to the M we were told Yamro was the Chasho Elita but what is gone for 5 non-believers ever break and fall Orange AI Esports တင်ရဲ့အကောင်းဆုံးလက်စွမ်းကောင်းတွေကတော့ game number 5မှာပြသနေနေပဲတကယ်ပဲ Upper Bracket ကိုတော့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်